နင်းတွေမသွားသေးချင်အခုမသွားပါဘူးနင်းတွေ ဟုတ်ပါဘူးနင်းတွေအကိုသွားသိချင်တာပေါ့နင်းတွေလေအကိုနဲ့ခွဲရမှာကိုတွေးပြီးတော့စိတ်မကောင်းဖြစ်သွားတာပါ အခုလည်းအတူတူပဲအခုနင်းတွေကိုခွဲဘယ်မှမသွားချင်အောင်အခုစားတခြားတစ်ယောက်သွားခိုင်းလိုက်မယ်ကွာနော် မဟုတ်တာနင်းတွေကအကိုနဲ့မခွဲချင်ဘူးဆိုပေမဲ့အကိုဒီခွေရုပ်ရဘလောက်တောင်မှစူးစမ်းခဲ့ရတယ်ဆိုတာပြီးတော့ဘလောက်တောင်မှမျောလင့်နေရဆိုတာနင်းတွေခံစားမှုလို့သိတာပေါ့အကိုရဲ့ ယခုပြသနေသောအစီအစဉ်ကိုပြုံးပြတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်